ต้องงดมีอะไรกับแฟน1 เดือนนะได้เนาะแล้วก็เดี๋ยวฉีดยาชาทำกันนะครับฉีดยาชาแล้วก็ให้ชาก่อนผมไปเทสว่าชาหรือยังถ้ายังไม่ชาเจ็บอยู่ให้บอกจะได้เติมยาชานะครับฉันก็ทำครึ่งชั่วโมงไม่น่ากลัวนะเดี๋ยวตรวจกันก่อนเดี๋ยวไปเพชรก่อนนะครับโอเคไปเก็บค่าถุงนิดหน่อยအမဒီမိမကိုပြီးပြီပေါ့နော်ဘယ်လိုနေလဲခံစားချက်ပေါ့နော်ဘယ်လိုနေလဲခံစားချက်တအားကြီးနာလားနည်းနည်းလေးလားဘယ်လိုနာပါဘူးနော်ဆရာကဟောဟုတ်ကဲ့ပါတကယ်လို့ပေါ့နော်လှုပ်ချင်ပေါ့နော်ဒီလိုမျိုးမိမကိုလာပြီးပြင်ချင်တယ်ပေါ့နော်တအိမ်ကြားလို့ပေါ့နော်ခံစားရလို့ပေါ့နော်လာလှုပ်ချင်တာတွေပါနေဆိုရင်လာရက်ဆက်သွင်းနိုင်ပါတယ်နော်အခုကျွန်တော်တို့မှာ promotion ရှိရနော်ဒီလိုမျိုးမိမကိုပြီးပြင်ကျွန်တော်တို့မှာ promotion ကတော့တနင်္လာကျမှရင်စစ်ပေးတယ်နော်ပြီးရင်တော့မဟုတ်ဒီတအိမ်စစ်ချင်ရတယ်ဆက်လို့ရပါတယ်နော်နှစ်ခုတော့မှတစ်ခုယူလို့ရပါတယ်နော်အများဆက်ဆက်လာလို့ရပါတယ်